Bahutuda yang poin and Bio Biamano Sonka Luchin, Siganja Nature Luri Nale Ham Mimi Kalai Yawutu the young 9 p.m. When young 9 the young 9 p.m. No Pido Pony Ned Luye, Kate Luye Aquawea, the downwa Aquawe p.m. Sabegaro, Natangwa Lubiore. Natangwa, a ponya Timmy with Tibido Kakan, Ponya Timbagani dying, Natangwa. And a ponya Timmy with I know, Timbagani do tea at the town so in Shema Balauchandi. And a Kate Lua Balauti Winkama. The downwa Winkama, no? Kate Gisia Blaune, the young night. The Cadalima, Aya Bayas of the some way, a cheated being habido, the Midazu, the wine being Mamma Kaunakana. The out 9. Era akama miao kulo kore akama miao de atwa makap phe ne sara ne atutu beအဲ့တော့ဆုံးကတ်ခြင်းဘန်တော့ကလည်းအဲ့ဒါလိုအများကြီးကတ်ခြင်းလဲဆိုလို့ရှိရင်ဘန်တစ်ပန်းထဲမှာဟင်းလင်းကားကွက်ထဲပြီးတော့နီးစပ်ရဘုန်းကြီးတစ်ပါးကိုကတ်ပြီးရင်ကိုယ်တိုင်သွားပြင်လို့ရတယ်နော်ဟိုတချို့ရှေ့တုန်းကလူတွေပြောတယ်ဟဲ့ဘုန်းကြီးကတ်ပြီးမကင်နဲ့ဘုန်းကြီးကတ်ပြီးမကင်နဲ့မပြောဘူးလားအဲ့ဒါဘာဖြစ်လို့ပြောတာကင်လို့ဘာအဖြစ်မှမရှိဘူးမှတ်တာကင်လို့အပြစ်ရှိလားဒါဖြင့်ဘာဖြစ်လို့မကင်နဲ့လို့ပြောတာလဲဆိုတော့ဘုန်းကြီးခံမှန်းကြည့်တာဒါဘာမှတော့တိကျမသိဘူးကင်လို့ရရင်ပကံတွေလိုက်ကင်ပြီးတော့ဘုန်းကြီးထဲကိုတအားနင်းထဲတော့ဘုန်းကြီးကမစားနဲ့မတော့နဲ့ကိုလိုကန့်နဲ့ဖြစ်လို့မကင်ကောင်းဘူးလို့ဒီလိုပြောလိုက်ပုံရတယ်ထင်တယ်အမှန်တကယ်တော့ကင်လို့ရတယ်ကပိသားကိုကြာကြာနာနာကင်ပြီးတော့သွားပြင်မရဘူးလဲရလားရတယ်ဘုန်းကြီးကမစွန့်မချင်းအကတ်မပြစ်ဘူးနော်တစ်ချက်နောက်တော့ကဘုန်းကြီးကအဲ့ဒီအထဲကိုနောက်ထပ်အသစ်မထည့်မချင်းအကတ်မပြစ်ဘူးအဲ့တော့ဘန်းနဲ့ကတ်တယ်ပြီးရင်ကိုယ့်အကိုပြန်ပြင်းလို့လှအောင်ပန်းအောင်နေရာကျအောင်ပြင်းလို့မရဘူးလဲရလားရတယ်တပန်းစီလာကဟင်းခွက်20ရှိရင်4ခွက်တပန်းနဲ့9ပန်းလောက်ကတ်လိုက်ရင်ပြီးရောတတောင်းတော်တွင်ဝင်ကတ်ပြီးလို့ရှိရင်အဲ့ဒါဟိုအပေါ်မှာပြင်းကြိုက်တဲ့နေရာကြိုက်တဲ့လို့ရွှေ့ရတယ်နော်အဲ့ဒါလေးတတိထားဖို့လိုတယ်နိုင်ပစ္စည်းကဘယ်လောက်ဖြစ်ရမှာတယောက်နိုင်အကွာဝေးကဘယ်လောက်လဲတတောင်းတော်အဲ့ဒီလို2ချက်နဲ့ကတ်ရင်အကတ်မြောက်တယ်နော်အဲ့တော့အခုကတ်တာတွေကများသောအားဖြင့်ဇဝဲကုံကြီးနဲ့မကတ်တယ်ဘုန်းကြီးတို့က2မျိုးပြောပါတယ်အဲ့ဒီလိုတခါတည်းခုံကြီးနဲ့ပြင်ပြီးသားကိုရောက်တဲ့ကပြင်ပြီးသားဖြစ်နေတော့တစ်ခွက်စီကတ်ဆိုတော့ဘုန်းကြီးကတပကံစီလိုက်ကတ်ခိုင်းတယ်ပြီးမှကဲမိသားစုအမှတ်တရဓာတ်ပုံရိုက်ခြင်းနဲ့ဗီဒီယိုရိုက်ထားခြင်းနဲ့ဆိုလားဝိုင်းကင်ပြီးတော့ပြန်ကတ်ရတယ်ဒါမိသားစုအမှတ်တရအတွက်ဘုန်းကြီးအတွက်အဆက်ဖို့ကတော့အရင်ဆုံးဘယ်လိုကတ်မှာတယောက်နိုင်နော်ဒီလိုလေးကတ်ပေးရမှာနမို့ဘုန်းကြီးလည်းမကတ်ဖဲနဲ့စားတာတို့တလုတ်ကိုပါစိတ်အပတ်တစ်ခါသိတလုတ်ကိုအပတ်တစ်ခါသိနေအဲ့ဒါကြောင့်မလို့ဘုန်းကြီးလည်းတတိထားရတယ်လူတွေလည်းနားလည်ထားမယ်ဆွန်းစားတာနဲ့ပတ်သက်လို့နော်